2016မှာမင်္ဂလာဆောင်မဲ့သတို့သမီးနဲ့သတို့သားတွေရှိကြလားမင်္ဂလာပါဒေါက်တာကိတ်ပါချယ်ရီကေရဲ့အရေးပြားနဲ့အလှပဆိုင်ရာဆရာဝန်တယောက်ဖြစ်ပါတယ်ဒီနေ့မှာဒေါက်တာက2026မှာမင်္ဂလာဆောင်ကြမဲ့သတို့သမီးနဲ့သတို့သားတွေအတွက်ပြုလုပ်တဲ့ treatment လေးအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့သတို့သမီးပေါ်ရှင်ပြောပြမယ်ပေါ့နော်သတို့သမီးအနေနဲ့ဒါမိမိရဲ့တသက်တာမှာတစ်ခါအလှဆုံးဒါမင်္ဂလာဆောင်နေကြရတယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့လှနေဖို့လိုတယ်ဓာတ်ပုံတွေကလည်းဒါအခုအချိန်မှာရိုက်တဲ့ပုံတွေကဆိုရင်ဘယ်အချိန်ပြန်ကြည့် digital မှာပဲထားကိုယ့်ရဲ့ photo album မှာပဲထားအလှဆုံးဖြစ်နေဖို့လိုအပ်တာပေါ့နော်အဲ့တော့ဒီမင်္ဂလာဆောင်မဲ့သတို့သမီးလေးအတွက်အလှဆုံးနေရာလေးတွေကိုတော့ပြောပြရမယ်ဆိုရင်နံပါတ်1ကခန္ဓာကိုယ်ပေါ့နော်နံပါတ်2ကတော့မျက်နှာပေါ့ဆိုတော့နံပါတ်1ခန္ဓာကိုယ်အနေနဲ့ဆိုလို့ရှိရင်ခန္ဓာကိုယ်ကခန္ဓာကိုယ်ရဲ့ size ပေါ့နော်တွယ်လျနေရမယ်ဘယ်ဝတ်စုံဖြစ်ဖြစ်ခန္ဓာကိုယ်တွယ်လေးဆိုရင်ကြည့်လို့အကောင်းဆုံးဖြစ်တာပေါ့နော်ဆိုတော့မြန်မာဝတ်စုံပဲဝတ်ဒါဒီနိုင်ငံခြားပေါ့နော်ဒါ western look ပဲဖြစ်ဖြစ်ဒီထိုင်မသိန်းနဲ့မြန်မာ look ပဲဖြစ်ဖြစ်ဘယ် look ဖြစ်ဖြစ်တွယ်လျနေဖို့ကအရေးကြီးဆုံးပါဆိုတော့ခန္ဓာကိုယ်ကို weight ကိုထိန်းထားဖို့ weight ကိုချထားဖို့လိုအပ်တယ်အသင့်တော်ဆုံးကတော့မြန်မာမျိုးသမီးတွေတော်တော်များများကြတော့အရက်ဆိုလို့ရှိရင်ဒါ9ပေနဲ့ဒါ9ပေ9ကြားလောက်မှာတော့ပုံမှန်ရှိတတ်တယ်ပေါ့ဆိုတော့သူတို့အတွက်အသင့်တော်ဆုံး weight ကတော့ပေါင်110နဲ့120လောက်ဆိုရင်တော့ဒါအကောင်းဆုံးပဲပေါ့နော်တချို့ကကြတော့နည်းနည်းတွယ်လေးကြိုက်တယ်ဆိုရင်တော့105ပေါင်လောက်ကိုထားရမယ်ပြီးတော့နောက်တစ်ခုကကြတော့ skin ပေါ့skin ခန္ဓာကိုယ်တစ်ခုလုံးရဲ့ဒါတွယ်လျတုံးနေတာမကပဲ skin glow ဖြစ်နေဖို့လိုအပ်တယ်အဲ့တကြောင့်ခန္ဓာကိုယ်မှာအသားရည်လှပနေဖို့အတွက်ပြင်ဆင်ဖို့လိုအပ်တယ်ဒါ body ပေါ့ဒါ face ဆိုလို့ရှိရင်တော့မျက်နှာကလည်း makeup လိမ်းတော့မှာဘာလို့လဲဆိုတော့ makeup လိမ်းတဲ့အခါမှာဆိုလဲ skin ကကောင်းနေဖို့လိုတယ်အောက်ခံ skin အရန်ကောင်းနေမှသာလေလှနေမှာပေါ့နော်ပြီးတော့တင်းရင်ဖို့လိုတယ်မျက်နှာလေးတွယ်နေဖို့လိုတယ်ပေါ့ဒီနှစ်ခုကသတို့သမီးအတွက်အရေးကြီးပါတယ်ဒါဆိုလို့ရှိရင်တော့ပထမဆုံးခန္ဓာကိုယ်အတွက်တွယ်လျှဖို့ဆိုလို့ရှိရင်ဒါတို့ Cherry K မှာဆိုလို့ရှိရင်တော့ Cherry K ရဲ့ဒါ weight loss program တွေရှိရပေါ့နော်ဒါ dream body program တွေမှာဖြစ်တဲ့ speedy ဒါ easy ပေါ့နော် healthy ပေါ့ဒီ၃မျိုးနဲ့ weight ချလို့ရတယ်အနည်းဆုံးအချိန်ကတော့6ပတ်လောက်ပေးရမယ်ပေါ့နော်6ပတ်တော့မဟုတ်10ပတ်လောက်တော့အချိန်ပေးရမယ်ပေါင်4ချိန်နဲ့ဆိုလို့ရှိရင်လည်းအနည်းဆုံး6ပေါင်ကနေ15ပေါင်ပေါင်30ထိကျနိုင်တယ်ပေါ့ဒီ program တွေ join တင်တယ်နောက်တစ်ခုကကြတော့ဒါဒီ program တွေ join စရာမလိုဘဲနဲ့အစီလေးအနေနဲ့များနေတဲ့လူတွေဆိုလို့ရှိရင်တော့အေး line အစီချတဲ့ဒါ cryolipolysis ခေါ်တာပေါ့နော်ဒါတို့စီမှာတော့ vinocool လို့ခေါ်တယ်ဒီအားနဲ့ join လို့ရတယ်နောက်တစ်ခုကကြတော့ mesofat အစီဖြော်ဆေးလေးတွေကိုခါးနာလေးကိုထိုးပေးလို့ရတယ်မျက်နှာဆိုလို့ရှိရင်လည်းပါးလေးဖောင်းနေဆိုလို့ရှိရင်ထိုးလို့ရတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကဒါခန္ဓာကိုယ်အတွက်ပေါ့နောက်ပိန်နာနည်းနည်းလေးတွေ့သွားအောင်ဒါမျိုးလုပ်မယ်နောက်တစ်ခုကကြတော့ဘာလုပ်လို့ရလဲဆိုတော့အသားရည်လှအောင်ဆိုရင်ဒါဒီ drip ပေါ့နော်ဒါတော့ IV drip တွေမှာဆိုရင် NAD+ drip တွေသွင်းလို့ရတယ်နောက်အသားဖြူစေတဲ့နောက်တစ်ခု collagen drip တွေနောက်အသားဖြူစေတဲ့ဒါ whitening drip တွေဟာမျိုးလေးတွေကိုလည်းသွင်းထားသင့်တယ်ဒါတွေကတော့ဘယ်လောက်ကစပြီးကြိုးလုပ်သင့်တယ်ဆိုတော့6လလောက်ကစပြီးလုပ်သင့်တယ်ပေါ့ wedding တစ်ခုစီစဉ်တဲ့အခါမှာဆိုရင်တစ်နှစ်လောက်ကစပြီးတော့စီစဉ်တာတော့အကောင်းဆုံးပေါ့နော်ဆိုတော့6လလောက်မှာဒီဟာတွေကိုစလုပ်ထားသင့်တယ်အဲ့ဒါကိုတွေ့လျအောင်ပေါ့နော်လုပ်မယ်နောက်အသားရည်လှပအောင်လုပ်မယ်နောက်တစ်ခုကကျတော့မျက်နှာပေါ့မျက်နှာမပြောခင်တော့လေဘင်းအကြောင်းလေးလည်းအရေးကြီးတယ်အထူးသဖြင့် western look တွေလည်းဒါဝတ်တဲ့အခါမှာပေါ့သူတို့သမီး bridal gown တွေဝတ်တယ်ဆိုရင်ပေါ့ရင်ပြက်လေးတွေကကျတော့တော်တော်လှတယ်အဲ့မှာလေဘင်းရဲ့အလှအရေးကြီးသွားတာပေါ့နော်လေဘင်းမှာအရေးအကြောင်းတွေနောက်တစ်ခုကလေဘင်းမှာအဲ့လိုတွန့်နေတာမျိုးတွေဆိုရင်ကြည့်မကောင်းဆိုတော့လေဘင်းအတွက်ကိုဒါ radio frequency နဲ့ပေါ့နော်ဒါတို့စီမှာဆိုရင်ဒါ radio frequency နဲ့သုံးတဲ့ RF microneedling treatment လေးလုပ်ပေးလို့ရတယ်။နောက် level ကိုတို့ဒါ skin booster treatment လေးလုပ်ပေးလို့ရတယ်။နောက် HIFU ပေါ့နှစ်ထပ်ဖြစ်နေတဲ့ဟာမျိုးတွေပေါ့နော်။ဒါနှစ်ထပ်ဖြစ်နေတဲ့ဓာတ်ပုံထဲမှာလည်းကြည့်မကောင်းတော့အဲ့လိုဟာမျိုးဆို HIFU လေးတွေလုပ်ပေးတဲ့ level ပေါ့။ပြီးတော့နောက်တစ်ခုကမျက်နှာပေါ့။ HIFU တို့နောက်တစ်ခုကအဲ့ခုနဟာတွေကကြတော့အနည်းဆုံးပေါ့နော်6လလောက်ကစပြီးတော့လုပ်ပေးတဲ့ပေါ့နော်6လနဲ့4လကြားတွေလုပ်ပေးတဲ့အဲ့ဒါဆိုရင်အကောင်းဆုံးအနေထားဖြစ်မယ်ပေါ့နော်။နောက်တစ်ခုကမျက်နှာပေါ့မျက်နှာဆိုလို့ရှိရင်လည်းတွယ်လျှဖို့ဆိုလို့ရှိရင်ဒီလိုမျိုးမေးရိုးလေးတွေကထင်းနေဖို့လိုအပ်တယ်အဲ့ဒါဆိုရင်တော့မျက်နှာ jaw line botox လိုဟာမျိုးလေးထိုးပေးတဲ့နဲ့အဲ့ဒါမှနည်းနည်းတွေ့မှာတချို့ကြတော့လည်းတွေ့ပြီးသားဆိုရင်တော့မလိုဘူးပေါ့နော်တော်တော်များများတော့မြန်မာအမျိုးသမီးတော်တော်များများတော့မျက်နှာဖောင်းဖောင်းလေးတွေနဲ့ဝိုင်းဝိုင်းလေးတွေဖြစ်နေတတ်ကြတယ်ပေါ့နော်အဲ့တော့အဲ့သူတို့ဆိုလို့ရှိရင်တော့ဒါမျိုးလေးလုပ်ပေးရမယ်ပလေးထိုးတာမျိုးပေါ့နော်အဲ့လိုလုပ်မယ်နောက်တစ်ခုကကြတော့ပါးအစီလေးတွေဆိုလည်းနည်းနည်းဖြော်ပေးလို့ရတယ်အဲ့ဒါမျိုးတွေလုပ်လို့ရတယ်ပြီးတော့ under eye ပေါ့မျက်လုံးအောက်ကဘယ်လိုခေါ်မလဲဆိုတော့ညိုရင်အဲ့လိုမျိုးဘယ်လိုခေါ်မလဲအိတ်မပြောတဲ့ပုံမျိုးဖြစ်နေကြကြည့်မကောင်းပေါ့နော်အေးရေးမောရတယ်လို့ဖြစ်နေတယ်ဆိုလို့ရှိရင်အဲ့တော့ under eye နေလည်း booster လေးတွေထိုးပေးတဲ့ပေါ့နော်အဲ့ဒါမျိုးတွေကကြတော့ဒါ3လ4လလောက်မှာကျိုးလို့တဲ့ဟာတွေပေါ့
နောက်တစ်ခုကကြတော့အနီးကပ်လာပြီး2 လလောက်ပေါ့နော်1 လလောက်လိုပြီဆိုလို့ရှိရင်တော့ဒီလို treatment တွေကိုမလုပ်သင့်တော့ဘူးပေါ့သူတို့ကတော့ down time လေးရှိရောဒါတို့အဲ့လောက်ဆိုရင်တော့ carbon laser လိုမျိုးအပေါ်ယံဒါ skin ကို bright ဖြစ်အောင်လုပ်တဲ့ဟာမျိုးတွေလုပ်ပေးသင့်တယ် carbon laser treatment နောက် hydrofacial treatment လေးကကြတော့တလားခွဲလောက်အလိုကြာရင်တော့တစ်ပတ်သုံးနှစ်ပတ်တစ်ခါလုပ်ပေးသင့်တယ်ပေါ့နော်ဒါကတော့သူတို့သမီးတွေဒါအစင်လိုက်ပေါ့ဘယ်ဟာလေးလုပ်ပေးသင့်တယ်ဘယ်အလှပလေးအရေးကြီးရလဲဆိုတာကိုပြောပြသွားတာဖြစ်ပါတယ်နောက်တစ်ခုကတော့သူတို့သမီးတွေပြီးသွားပြီဆိုတော့သူတို့သားတွေအတွက်ပေါ့နော်ဒါသူတို့သမီးမိန်းကလေးတယောက်တည်းပဲလှနေလို့မရဘူးပေါ့အတူတူလှမှာပဲဒါ2ယောက်တူတူကြည့်ကောင်းမှာပေါ့နော်အဲ့တော့သူတို့သားတွေအတွက်ဆိုလို့ရှိရင်လည်းဘလို့လေးလိုလဲဆိုလို့ရှိရင်တော့နံပါတ်1သူတို့သားတွေကြတော့ဒါယောက်ျားပီပီတတ်အဲ့လိုမျိုး attraction ရှိနေဖို့လိုအပ်တယ်ပြီးတော့ဆိုတော့အခါကျတော့ခန္ဓာကိုယ်အလေးချိန်ကတော့2ယောက်လုံးမှာအရေးကြီးတယ်ပဲမျိုးသမီးလည်းတွေ့ဖို့လိုတယ်ယောက်ျားလေးလည်းနည်းနည်းကြစ်လစ်နဲ့တွေ့လှဆိုရင်တော့ပိုကြည့်ကောင်းတာပေါ့နော်ဘာလို့လဲဆိုတော့ဘယ်မြန်မာတိုက်ပုံပစိုးပဲဝေနောက်တစ်ခုကဒီ western look ပဲဝေပေါ့နော်အဲ့လိုမျိုးဆိုရင်တော့ခန္ဓာကိုယ်တွေ့လှဖို့လိုတယ်ကိုယ်အလေးချိန်ကိုထိန်းထားသင့်တယ်ယောက်ျားလေးဆိုရင်တော့မြန်မာနိုင်ငံအမျိုးသားတွေရဲ့အရင်နဲ့တင့်တော်တဲ့ weight ဆိုလို့ရှိရင်တော့ပေါင်140နဲ့180ပေါ့နော်အဲ့နာဝန်းကျင်လောက်ဆိုရင်တော့အတော်ပဲအဲ့နာလေးတွေကိုဝိတ်ချထားတဲ့ねဆိုတော့နံပါတ်1ပေါ့နောက်တစ်ခုကကြတော့မျက်နာဆိုလို့ရှိရင်လည်းဒီ jaw line တွေတက်နည်းနည်းလေးကြည့်ကောင်းနေဖို့လိုတယ်ပေါ့ manly ဖြစ်နေတဲ့ပုံစံမျိုးပေါ့ဆိုတော့ဘာတွေလုပ်လို့ရလဲဆိုတော့ jaw line ကိုဒါတို့ပိုထင်ရှားအောင် high full လိုဟာမျိုးတွေလုပ်လို့ရတယ်မျက်နှာချက်လေးဖြစ်အောင်ပြီးနောက်တစ်ခုကတချို့ကြတော့လဲ failure လိုမျိုးလေးပထိုးကြတယ်ပေါ့နော်နည်းနည်းလေး4000တိတ်မကြတဲ့လူတွေဆိုလို့ရှိရင်အဲ့လိုလေးလုပ်ပေးလို့ရတယ်နောက်တစ်ခုကကြတော့တို့သပင်ပေါ့ယောက်ျားလေးတွေကြတော့သပင်ကလှဖို့တော့မဟုတ်ဘူးပေါ့နော်သပင်ထူလေးဖြစ်နေဖို့လိုတယ်အဲ့ဒါဆိုလို့ရှိရင်တော့သပင်ကိုဒါ exosome treatment တွေ PRP treatment လေးတွေကိုကြိုးလုပ်ပေးရမယ်သပင်အတွက်ကတော့အနည်းဆုံးပေါ့နော်6လခုနကတော့ပြောသလိုပဲ6လလောက်ကစလုံးမှသာသူ့ရဲ့ result ကိုမြင်ရမှာပေါ့နော်အဲ့ဒါလေးစလုပ်ထားရမယ်ကျန်တဲ့ခန္ဓာကိုယ်အလေးချိန်အတွက်ဆိုလို့ရှိရင်တော့အနည်းဆုံး3-4လအလိုလောက်ကြိုးလုပ်ရင်ရတယ်ပြီးတော့ဒီခုနဒီ jaw line တွေပါတယ်ဆိုလို့ရှိရင်3လ4လဆိုရင်ကြိုးလုပ်ထားလို့ရတယ်1လ2လအလိုမှာကျတော့သူတို့သမီးနဲ့အတူတူပဲ hydrofacial တို့ဒါထောင်းတိုင်းမရှိတဲ့ဟာမျိုးတွေလုပ်ဖို့တော့ဒါပို့ပြီးအကြံပြုခြင်းနဲ့အဲ့တော့သူတို့သားရောသူတို့သမီးရော2ယောက်လုံးတူကကျတော့တလခွဲလောက်ဆိုလို့ရှိရင်တော့ခုနပြောတဲ့ facial spa treatment လေးတွေ hydrofacial တွေဒါ dolly laser ကောင်းမွန် laser လေးတွေတော့ပဲလုပ်ပေးသင့်တယ်ပေါ့နော်အခုဆိုလို့ရှိရင်တော့ဒါ wedding ပေါ့နော်2026မှာမင်္ဂလာဆောင်ကြမဲ့သူတို့သမီးသူတို့သားတွေအတွက်ပြုလုပ်တဲ့ treatment လေးတွေနဲ့အချိန်လေးတွေပြောပြသွားတာဖြစ်ပါတယ်အခုဗီဒီယိုကြည့်နေတဲ့ customer ဆိုလို့ရှိရင်လည်းမင်္ဂလာဆောင်ဖို့အစီအစဉ်ရှိတာပဲဖြစ်နောက်နှစ်ထဲမှာဆောင်တော့မယ်ဒါမှမဟုတ်နောက်နှစ်မဟုတ်လဲဒီနှစ်ထဲဆိုလည်းရတယ်ပေါ့နော်ဒီနှစ်ထဲကတော့နည်းနည်းတော့ကတ်နေပြီ2026မဟုတ်လဲ2029မှာဆောင်တော့မယ်ဆိုလို့ရှိရင်တော့ဒီ cherry cake ကိုလာပြီးတော့ဘယ်လို treatment လေးလုပ်တဲ့ဆိုတော့ကြိုပြီးတိုင်ပင်လို့ရတယ် wedding မှာအလှဆုံးဖြစ်နေဖို့ဆိုလို့ရှိရင်တော့ဒါမျိုးလေးတွေကြိုလုပ်ထားတာတော့တော်တော်ကို well prepare ဖြစ်ပြီးတော့တင့်တော်တယ်ပေါ့နော်ဆိုတော့တင့်တော်တဲ့ treatment တွေကိုဒါတို့စီမှာလည်း wedding package တွေလည်းရှိတယ်ပေါ့နော် wedding အတွက်တီးတန့်လောက်ထားတဲ့ package တွေပုံမှန်ဈေးတွေအတွက်အများကြီး short ထားတယ်ပြီးတော့နောက်2ယောက်တူတူလာလုပ်မယ်ဆိုရင်ပိုတတတွေရမယ်နောက်တချို့ကြတော့ကို2ယောက်တည်းပြင်ဒါနှစ်ဖက်မိပါပေါ့နော်တစ်ဖက်ကမိဘဖေးမေးတွေသူတို့တွေအတွက်လည်း treatment လေးရှိရပေါ့နော်ဒါပွဲချိန်မှာလှနေအောင်ပေါ့ make up လိမ့်ရင်လည်းအားလုံးညီညာလေးနဲ့အဆင်ပြေနေအောင်ဒီလိုမျိုးလေးလုပ်ပေးခြင်းတဲ့လူတွေဆိုလည်းလုပ်လို့ရတယ် cherry cake မှာဒါကျွမ်းကျင်တဲ့ဒေါက်တာတွေနဲ့လိုက်တာမင်လို့ရတယ်ပေါ့နော်ဆိုရင်တော့အလှဆုံးနဲ့အခမ်းအနားဆုံးအချောမောဆုံးသူတို့သားသူတို့သမီးဖြစ်မှာပေါ့နော်ဒါကြောင့်wedding အတွက်ကိုလည်းဒါအထူး tip ပေါ့နော်အကြံပြုချက်လေးဒေါက်တာကပေးလိုက်ရပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်